အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့မှာတော့ကျွန်တော်တို့ဂျပန်နိုင်ငံမှာကားမောင်းလိုင်စင်ယူတက်လာဒါမှမဟုတ်ရင်ဆိုင်ငယ်ရင်မောင်းလိုင်စင်ယူတက်လာဆိုတာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဆွေးနွေးပေးချင်ပါတယ်ဆိုတော့အရင်ဆုံးပေါ့နော်ဘယ်လိုင်စင်ယူတက်လဲဆိုတာကိုမပြောခင်အကယ်၍ထားပါတော့ကိုကဆိုင်ငယ်ရင်မောင်းလိုင်စင်ယူဖို့စိတ်ကူးထားတယ်ဆိုရင်ကျွန်တော်ဆိုင်ငယ်လိုင်စင်မျိုးစားအများကြီးရှိတဲ့ခဲကမှဘယ်လိုင်စင်ယူမလဲပေါ့နော်ဥပမာကျွန်တော်တို့ဒီ Kawasaki Minkyo 50cc ယူမလားဒါမှမဟုတ်ရင်ကျွန်တော်ခိုကာတာနေလေး Minkyo 125cc ယူမလားဒါမှမဟုတ်ကျွန်တော် 400cc အထိမောင်းလို့ရတဲ့ Chuga နေလေး Minkyo ယူမလားဒါမှမဟုတ်ကျွန်တော်ဆိုင်ငယ်တိုင်းစီးလို့ရတဲ့ Ogata နေလေး Minkyo ကိုခေါ်တဲ့ Benji လိုင်စင်ယူမလားဆိုတော့အပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီစုံဖဲရမယ့်အရာတွေကပွားတော့ပြီပေါ့နော်ကားလိုင်စင်မှာကျွန်တော်လောက်ကြည့်မရှိဘူးဗျာကားလိုင်စင်မှာတော့တော်တော်များများအားလုံးကဒါ Fusu Minkyo လို့ခေါ်တဲ့ရိုးရိုးကားလိုင်စင်ကနေစပြီးတော့ယူကြတာများတယ်ပေါ့နော်ဆိုတော့ကားလိုင်စင်မှာလောက်မရှုပ်ပြင်မယ်ဆိုင်ငယ်လိုင်စင်မှာကျတော့ဒီမျိုးစား၄ခုတွေကဘယ်ဟာယူမလဲဆိုတာကျွန်တော်တို့ရွေးချယ်ရတယ်ပေါ့နော်โอเคဆိုတော့ဒီမှာထားပါတော့ပေါ့နော်ဒီမှာထားပါတော့ကိုကOgata နေလေး Minkyo လုံးဝဘင်းကြီးလိုင်စင်ယူဖို့စိတ်ကူးထားတယ်ဆိုရင်ကားလိုင်စင်ယူတင်လာဒီ Ogata နေလေး Minkyo ဘင်းကြီးလိုင်စင်ယူတင်လာဆိုရင်တော့ဒါကျွန်တော်အမြင်ပြောရမယ်ဆိုရင်ကားလိုင်စင်အရင်ယူတင်ပါတယ်ဘာလို့ဆိုတော့ကျွန်တော်ဒီဆိုင်ငယ်ဘင်းကြီးလိုင်စင်ယူရလို့တော်တော်များများကကျွန်တော်ဒီအလုပ်တွေလိုအပ်တာတို့ကျွန်တော် delivery လုပ်ဖို့အတွက်ဆိုတာထက်ဝါရနာပါလို့ယူရများတယ်ပေါ့နော်ဝါနာဆိုတာလုံးဝဆိုင်ငယ်စီးရဝါနာပါလို့ပြဆိုတော့အဲ့ဒီအကြောင်းပြချက်တွေကြောင့်ဒီ Ogata နေလေး Minkyo ခေါ်တဲ့ဘင်းကြီးလိုင်စင်ယူလို့များတယ်ဒါကျွန်တော်အပါဝင်မဲ့ပေါ့နော်ကားလိုင်စင်ကကျတော့လို့မဟုတ်ဗျကားလိုင်စင်ကကျတော့အလုပ်တွေလိုအပ်လို့ကျွန်တော်လိုချင်တာထက်လိုအပ်တာပို့ပြီးတော့များတယ်ပေါ့နော်တချို့လူတွေကတော့ဒါကားဝါနာပါရတဲ့ဒါကားမောင်းချင်လို့ဒါကားလိုင်စင်ယူလို့လေရှေ့ကောင်းရှင်းနိုင်တယ်ဒါပေမဲ့များသောအားဖြင့်ကျွန်တော်ကားလိုင်စင်ကမဖြစ်မနေလိုအပ်တယ်လို့ပြောလို့ရတယ်ပေါ့နော်ကျွန်တော်တို့အထူးသဖြင့်ဒီဂျပန်မှာပေါ့နော်မြန်မာမှာတော့ဒါ trade to မဟုတ်ပဲဂျပန်မှာကျွန်တော်တို့ကားလိုင်စင်မရှိမဖြစ်လိုအပ်ပါတယ်ဘာလို့ဆိုတော့ဒါဥပမာအနေနဲ့ပေါ့နော်ကျွန်တော်ဂျပန်လူမျိုးတွေကြည့်ပါဆိုတော့ဂျပန်လူမျိုးတိုင်းကတော်တော်များများ90%ကတော့ကျင်းတယ်ပေါ့ကားလိုင်စင်ရှိကြတယ်ပေါ့နော်သူတို့ကအရွယ်တစ်ခုရောက်လာပြီကျွန်တော်တို့လိုင်စင်ယူလို့ရတဲ့အရွယ်တစ်ခုရောက်လာပြီဆိုရင်မဖြစ်မနေကျွန်တော်ဂျီရိုရှာကောက်ကိုလို့ခေါ်တယ်ရင်မောင်းတင်တဲ့ကြောင့်ဒါမိဘတွေကိုယ်တိုင်ကပို့ပေးတယ်ပေါ့နော်ဒါကျွန်တော်ဂျီရိုရှာကောက်ကိုသွားရမယ်ဆိုတာကရှင်းပြောရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုတာចောင်းသွားတာရိုးကျွန်တော်စာတင်ចောင်းသွားရတယ်အတူတူပဲပေါ့နော်ဒါမဖြစ်မနေသွားရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေရပေါ့နော်ပြောချင်တာကားမောင်းလိုက်စီမဖြစ်မနေရှိထားမယ်ဆိုတဲ့ပုံစံအဲ့တော့ကျွန်တော်ဆိုင်ငယ်လိုင်စင်ကကျွန်တော်ဒါဂျပန်လူမျိုးတွေကြည့်လိုက်ကျွန်တော်လူတိုင်းမရှိဘူးပေါ့နော်လုံးဝဆိုင်ငယ်စီးရဝါနာပါလို့လောက်ရှိတယ်โอเคအဲ့ဒါကြောင့်မလို့ကျွန်တော်ပြောချင်တာကိုကဆိုင်ငယ်လိုင်စင်ယူဖို့စိတ်ကူးထားတယ်ဆိုရင်ဘယ်လိုင်စင်ယူမလဲပုံမူတည်ပြီးတော့ကားလိုင်စင်ယူတက်လာဆိုင်ငယ်လိုင်စင်ယူရမလားဆိုတာဆုံးဖြတ်ရမှာပေါ့နော်အဲ့တော့ကိုကဆိုင်ငယ်တွေကထားပါတော့ကျွန်တော်တို့ကိုယ့်ရဲ့ budget နဲ့ကိုက်ညီတဲ့ဟာပဲယူချင်တာကိုကခုလက်ရှိငွေလဲလုံလောက်မရှိဘူးပေါ့နော် budget လည်းတိတ်မရှိဘူးဆိုရင်တော့ကျွန်တော်ယူလို့ရတဲ့အရာတွေများရှိရထားပါကျွန်တော်ဒီ Kawasaki Minkyo 50cc ပဲယူလို့ရတယ်ဒါ Kawasaki Minkyo 50cc ဆိုရင်ကျွန်တော်9200ပဲကုန်ကြတယ်ပေါ့နော်လိုင်စင်ကားကထားပါတော့ 50cc ကနှေးတယ်ကျွန်တော်အဲ့ဒါကောင်းတာယူချင်တယ်ဆိုရင်ကျွန်တော် 125cc ယူလို့ရတယ်ကိုကာတာနေလေး Minkyo ပေါ့နော်ဆိုတော့အဲ့ဒီကောင်ဆိုရင်ကျွန်တော်ကုန်ကြစိတ်12000 လောက်ပဲရှိဒါမြန်မာလိုင်စင်မရှိတဲ့နေထောက်ပြောနော်ဆိုတော့အဲ့လိုယူလို့ရတယ်ပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ကိုရိုမာတို့ကဆိုင်ငယ်လိုင်စင်ကြတော့ကျွန်တော် 400cc ချူကာတာနေလေး Minkyo လောက်ယူချင်တယ်အိုဂါတာနေလေး Minkyo လောက်ယူချင်တယ်အဲ့အချိန်မှာကားလိုင်စင်ယူတက်လာဒီဆိုင်ငယ်လိုင်စင်ယူတက်လာရွေးချယ်နေတယ်ဆိုရင်တော့ကျွန်တော်တို့လိုချင်တာပေါ့နော်လိုချင်တာကိုခဏလောက်မေ့ထားလိုက်ပါကျွန်တော်လိုအပ်တဲ့ကားလိုင်စင်ကိုရင်ယူဖို့ကျွန်တော်ဒီ Osusume လုပ်ချင်တယ်ပေါ့နော် recommend ပေးချင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုပဲပေါ့နော်ကျွန်တော်ဂျပန်စားရအောင်ချင်းကဒီကျွန်တော် language school တက်နေတဲ့အချိန်မှာပေါ့နော်ကျွန်တော်အလုပ်တွားရတာပေါ့နော်ကျွန်တော်ဒီ bike တို့ပေါ့ဗျာ auto bike တို့တွားအချိန်မှာကျွန်တော်တောင်တက်တအားပြပန်းတယ်ပေါ့နော်စပိန်နီးတည်မလားကျွန်တော်ကျောင်းကိုလည်းစော်ကြီးတွားရတယ်အလုပ်ကိုလည်းတွားတယ်လူကအားကိုပြပန်းတယ်အဲ့ချိန်မှာစပိန်ကလုံးဝမနေနိုင်ဘူးဗျာဆိုတော့မနေနိုင်တဲ့အတွက်ကျွန်တော်အဲ့ချိန်မှာရေမောင်းလိုက်စဉ်ရှာတယ်ပေါ့နော်ရှာရင်းနဲ့ဘာတွေ့လဲဆိုတော့ကျွန်တော် budget နဲ့ကိုက်ညီတဲ့ဒီ Kawasaki Minkyo ဒီ9200အဲ့တော့ကျွန်တော်8500ပဲကုန်တော့ပေါ့နော်8500ပဲကုန်တယ်ဆိုတော့အဲ့ကောင်တွေ့တယ်ဆိုတော့အဲ့တော့ကျွန်တော်အဲ့ Kawasaki Minkyo လေးကျွန်တော် license ယူလိုက်တယ်ယူပြီးတော့ဒါ Kawasaki ဆိုင်နေဝယ်လိုက်တယ်ပေါ့နော်ကျွန်တော်ဝယ်တဲ့ဆိုင်ငယ်ဆုံးလည်းပဲဒါကျွန်တော်8000လောက်ပဲပေးရတယ်ဒါ PC ပေါ့နော်ဆိုတော့ PC 8000ပဲပေးရတယ်ဆိုတော့အဲ့ကောင်ကအဲ့တော့ကလည်းကျွန်တော်စီးနေတာအခုထိကျွန်တော်စီးလို့ရတယ်ပေါ့နော်ဆိုတော့တော်တော်ကောင်းတယ်အဲ့တော့ကျွန်တော်မှတ်မိရတာ Kawasaki Minkyo line ဆိုပဲကျွန်တော်ရွေးချယ်ခဲ့တာပေါ့နော်ကျွန်တော်မူရီယာဒီလုံးဝမတက်နိုင်မယ်ကျွန်တော်ကားလိုင်းစင်တွေပါအဲ့လောက်ကြီးကျွန်တော်မတွားခဲ့အဲ့တော့ကျွန်တော်ကားလိုင်းစင်ရပဲချိန်ယူလဲဆိုတော့ကျွန်တော်ဒီစမ်းမွန်းကကို2နှစ်မြောက်မှာကျွန်တော်ကားလိုင်းစင်စပြီးတော့ယူတယ်ပေါ့နော်ဆိုတော့အဲ့မှာဆိုရင်ကားလိုင်းစင်ရွေးချိန်မှာကျွန်တော်တို့တအားကိုအများကြီးထောက်ကူပြုခဲ့တယ်ဘာထောက်ကူပြုရလဲဆိုတော့ကျွန်တော်ကအရင်တော့ကပေါ့နော်ကားလိုင်းစင်မယူခင်ကျွန်တော် Kawasaki Minkyo ယူထားတဲ့အတွက်ကျွန်တော်တို့ဒီရင်မောင်းဒီကျွန်တော်တို့ကားကြောင်းတက်တဲ့ချိန်မှာပေါ့နော်တအားလွယ်ဘူးပြောချင်တာဒီရင်စီကန်လန်စီကန်တွေကအကုန်လုံးကိုကတီထားပြီးသားလိုမျိုးဖြစ်နေတာပေါ့နော်ဆိုတော့အများကြီးထောက်ကူပြုခဲ့အဲ့ဒါပြီးမှကျွန်တော်ဘာယူလဲဆိုတော့ဒီကျွန်တော်ဝါနာပါတယ်ပေါ့နော်ကျွန်တော်တကယ်စီးကျင်တဲ့ဒီ Ogata နေလေး Minkyo ဘင်းကြီးလိုက်စီကိုကျတော့ကျွန်တော်အလုပ်ဝင်ပြီးမှာပေါ့နော်စက်မှုကကိုပြီးကြောင်းပြီးကျွန်တော်အလုပ်ဝင်ပြီးဆိုမှဒါပိုက်ဆံလည်းရှိပြီး
AC ဖြစ်ပြီဆိုမှကျွန်တော်ယူတာပေါ့နော်ဆိုတော့ကျွန်တော်ပြောချင်တာအဲ့လိုမျိုးအစစ်စစ်နေသွားစေချင်တယ်ပေါ့နော်ဆိုတော့ခုလက်ရှိကိုကဘာလိုအပ်ထားလဲဆိုတာရင်စဉ်းစားပေါ့နော်ထားပါတော့လောက်တော့လောက်ပြန်လောက်ပဲ Genshin Game ကျော်50စီလောက်နဲ့အဆင်ပြေဆိုရင်ဒါ50စီလောက်ပဲယူထားလဲဒါပြတ်နာမရှိဘူးပေါ့နော်ကိုယ့်ဘက်ချန်နဲ့ကိုက်ညီရယူအဲ့လိုမျိုးပဲနဲ့ရတဲ့ကားလိုင်းစင်လောက်ထိယူနေတယ်ဆိုကားလိုင်းစင်ယူထားโอเคအဲ့လိုမျိုးပဲနဲ့ဆိုင်ငယ်လိုင်းစင်ကားလိုင်းစင်တွေရောလုံးဝဘတ်ဂျက်ကလုံအောင်တယ်လုံးဝငွေတွေပေါ်နေတယ်ပိုက်ဆံအားပေါ်နေဆိုတော့နှစ်ခုလုံးယူလက်တာပြတ်နာတော့မရှိဘူးပေါ့နော်အဲ့တော့တခုခုကိုရွေးချယ်ရတော့မယ်ဆိုရင်တော့ကျွန်တော်ပြောချင်တာတခုခုရွေးချယ်ရမယ်ဆိုရင်တော့လိုချင်တာကိုခဏလောက်မေ့ထားလိုက်ပေါ့နော်ကျွန်တော်လိုအပ်တာကိုရင်ယူလိုက်ပါကျွန်တော်အချိန်တစ်ခုကြာလာလိုက်တယ်ဆိုရင်ကျွန်တော်ဒီလိုချင်တာကဒါကိုယ့်လက်ထဲပြန်ရောက်လာမှာပဲပေါ့နော်ဆိုတော့အချိန်တစ်ခုတော့စောင့်ပေးဖို့တော့လိုအပ်တာပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုမှာအဓိကပြောချင်တာကတော့ကျွန်တော်ဆိုင်ငယ်လိုင်းစင်ယူတင်လာကားမောင်းလိုင်းစင်ယူတင်လာဆိုရင်တော့ဒါဆိုင်ငယ်လိုင်စင်ကဘယ်ညိုးစားဖို့ယူနေလဲပုံမူတည်တယ်ပေါ့နော်ထားပါတော့ကိုကခိုးကတ်တန်နေလိမ့်မယ်ကျော် 125cc ကျွန်တော် Genshin Game ကျော် 50cc ပဲယူမယ်ဆိုရင်တော့ဆိုင်ငယ်လိုင်စင်ယူတင်တယ်ဒါကလည်းဒါကိုယ့်ရဲ့ budget မလုံလောက်ဘူးဆိုပြီးပါပေါ့နော်အဲ့လိုမျိုးပဲနဲ့ကျွန်တော်ဘင်းကြီးဆိုင်ငယ်ဘင်းကြီးလိုင်စင်ယူတင်ဒါမှမဟုတ်ကားလိုင်စင်ယူတင်လာဆိုတော့ကားလိုင်စင်ယူတင်တယ်လို့ပဲပြောချင်ပါတယ်တခုခုကိုရွေးချယ်ရမယ်ဆိုပြောတာပေါ့နော်โอเคဆိုတော့ဒါပါပဲဒီလောက်ဆိုတော့ဒါကိုယ့်အနေကိုစဉ်းစားတတ်ပြီးထင်တယ်ပေါ့နော်ဆိုတော့ကိုယ့်ရဲ့ budget နဲ့ဒါကိုယ့်ရဲ့အခြေအနေနဲ့ကိုက်ညှိပြီးတော့ဘယ်လိုင်စင်ယူတင်လဲဆိုတာကတော့ဒါကိုယ်တိုင်ပဲဆုံးဖြတ်မှာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဗီဒီယိုတော့ဒါပါပဲအားလုံးထူးပဲကျေးဇူးတင်ပါတယ်ဤကြောင့်